ခမမိမကောင်းလို့ရှင်လားအိမ်အောင်ပြုတ်တဲ့အခါမိမကောင်းမိမမြတ်ကိုလိုချင်လားလိုချင်လို့ရှိရင်တော့ခမကိုယ်တိုင်ယောက်ျားကောင်းယောက်ျားမြတ်ဖြစ်နေမှာရမယ်မိန်းကလေးတွေကလည်းအဲ့လိုပါပဲမိန်းကလေးတွေအနေနဲ့လည်းယောက်ျားကောင်းယောက်ျားမြတ်လိုချင်လားအဲ့ဆိုခမကိုယ်တိုင်လည်းမိမကောင်းမိမမြတ်ဖြစ်နေမှာရမယ်အဲ့ဒါအကြောင်းကျိုးတရားကိုနားလဲနေမှာရမယ်ကောင်းတာလုပ်ရင်ကောင်းတာရမယ်ကိုကကောင်းမှကောင်းတဲ့ဓာတ်ကောင်းတဲ့စိတ်ဓာတ်နဲ့စိတ်ဓာတ်ရှိတဲ့လူကိုစီလာမယ်ကိုမှစိတ်ဓာတ်ကောင်းရှိနေလို့ရှိရင်စိတ်ဓာတ်ကောင်းရှိတဲ့လူစီကိုပဲတွားခြင်းတယ်ကောင်းတာကောင်းတဲ့ဓာတ်ရှိရဘက်ကိုစီးဝင်တယ်လို့မကောင်းတာလည်းမကောင်းတဲ့ဓာတ်ရှိရဘက်ကိုစီးဝင်တယ်အဲ့ဒါလောကရဲ့နိယာမပါပဲအဲ့ဒီလောကရဲ့နိယာမတရားကြောင့်ခမအိမ်တော်ဘက်ကောင်းကောင်းလိုချင်လို့ရှိရင်ခမကိုယ်တိုင်ကောင်းနေမှရမယ်